ဒီစင်းတူတော်ကသူ့ဘာသာသူထပြီးကျောင်းမိုးကိုပြင်ပေးမယ်လို့မင်းထင်နေလားကွာနေဝင်စည်းသားအချိန်တိတ်ဆိတ်ငြိမ်သက်နေတဲ့တောနှကြီးထဲမှာတရွတ်ရီကြားကဖြာကျလာတဲ့ရွှေဝါရောင်အလင်းနှန်းဟာတဲအိမ်လေးတဲအိမ်ပေါ်ကိုကြားရောက်နေပါတယ်အဲ့ဒီတဲအိမ်လေးထဲမှာတော့တက်တော်ကြီးရင်လှပြီးဖြစ်တဲ့ဆရာတော်တစ်ပါးဟာတက်သားပရင်ပေါင်းနားမှာလဲလျောင်းနေပြီးသူ့ရဲ့ပိန်လီလာတဲ့ခန္ဓာကိုယ်မှာတော့အယောင်တွေလွင့်နေတဲ့တင်ငန်းဟောင်းတစ်ထည်ကိုလွှမ်းခြုံထားပါတယ်သူ့ရဲ့မျက်နှာဟာခြောက်ကပ်နေပြီးတွေးမရှိတယ်လို့ဖြူပြော့နေပါတယ်မျက်လုံးတွေကခြိုက်ဝင်နေပေမဲ့တရားကျင့်ကြံအားထုတ်မှုပြင်းထန်သူတယောက်လိုအယောင်တွေတက်လက်လက်နဲ့တောက်ပနေတဲ့ဖြစ်ပါတယ်သူ့အနားမှာတော့လူတယောက်ကမလန့်မကမ်းမှာထိုင်နေပါတယ်မောင်ဘောရှိလားကွရှိပါတယ်ဖေဟာတပည့်တော်ဒီမှာရှိပါတယ်ဖုံဖုံစိတ်မပူပါနဲ့ရေတော့ကပ်ပါဦးမယ်ဖေဟာမလိုတော့ပါဘူးကွာငါဘာမှလည်းမစားနိုင်တော့ဘူးငါကလည်းသိပါတယ်ဒီနေ့ဟာငါရဲ့နောက်ဆုံးအချိန်ပဲဆိုတာဒီလိုတော့မမိတ်ပါနဲ့အောင်ဖုံဖုံရဲ့ဆေးဆရာရောက်လာရင်ပျောက်သွားမှာပါဘယ်ဆေးဆရာမှဒီကနေ့ခန္ဓာကိုယ်ကုလို့ရတော့မှာမဟုတ်ဘူးမောင်ဘောရဲ့ဖုံဖုံသာပြန်တော်မူသွားရင်ဒီเจ้าကိုဘသူကစောင့်ရှောက်မှလဲဖေဟာမင်းပဲဘောမောင်ဘောမင်းကငါမိတ်ဆွေဥဆန်လာရဲ့သားပဲမင်းဒီလောက်တော့လုံနိုင်ပါတယ်ဒါပေမဲ့တပည့်တော်ကလူပေလူတေတယောက်ပါဖေဟာဖုံဖုံနေရာကိုဘလို့လုပ်ပြီးတော့အစားထိုးနိုင်မှာလဲငါကမင်းကိုကြောင်းထိုင်လှုပ်ခိုင်းနေရမဟုတ်ဘူးကွသာသနာကိုစောင့်ရှောက်တဲ့ကပ်ပိရပဲလှုပ်ခိုင်းတာမင်းမဝတ်ဖို့သင်္ကန်းမရှိရင်တော့မင်းရဲ့စိတ်သက်ခိုင်မာနေသမျှဒီเจ้าကအရင်လိုပဲတန်ရှင်းစင်ကြယ်နေမှာပါဆရာတော်ကြီးရဲ့စကားတန်ဟာသူ့ရဲ့နောက်ဆုံးထွက်သက်တဲ့အတူတိတ်ဆိတ်ငြိမ်သက်သွားခဲ့ပါတယ်မောင်ဘောရဲ့ပါးပင်ပေါ်မှာမျက်ရည်စတွေတတွင်တွင်စီးဆင်းလာခဲ့ပါတယ်သူ့ရဲ့အဖေဥဆန်လဆုံးပါသွားကြတဲ့ကသူ့ကိုကျွေးမွေးပြုစုစောင့်ရှောက်ပညာသင်ပေးခဲ့တာဒီဆရာတော်ကြီးတစ်ပါးပဲရှိခဲ့တာလေဒါကြောင့်သူဟာဆရာတော်ကြီးကိုသူ့ရဲ့အဖေအရင်တယောက်လိုခံစားလေးစားခဲ့တာပါမကြခင်မှာပဲသာသနာနာယကအဖွဲ့ရဲ့ဆုံးဖြတ်ချက်နဲ့ဒီเจ้าမှာကျောင်းနိုင်ဆရာတော်အသစ်တစ်ပါးသတင်းသုံးဖို့ရောက်ရှိလာခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီဘုန်းကြီးပြူဟာတမန်လူတယောက်တာပဲဖြစ်ပါတယ်နှလုံးသားထဲမှာတရားဓမ္မမရှိပဲပုံရိပ်ကောင်းတစ်ခုရဖို့အတွက်သင်္ကန်းဝါကိုအသုံးချနေရသူမျိုးပေါ့ကြက်တွန်တန်ဟာမိုးလင်းတော့မယ်ဆိုတာကိုအချက်ပြနေပြီပဲဖြစ်ပါတယ်ဒါဟာဘုန်းကြီးတွေဝတ်ပြုဆူတောင်းရမယ့်အချိန်ပေါ့မောင်ဘောလဲကျောင်းနိုင်ဆရာတော်အစ်စ်နောက်ကနေတပိတ်ကိုကင်ပြီးစုံးကန်လိုက်ဖို့ပြင်ဆင်ထားပါတယ်ဒါပေမဲ့သူအချိန်အကြာကြီးစောင့်နေတာတော့ကျောင်းနိုင်ဆရာတော်ကထွက်မလာတာနဲ့ပဲသူလဲသွားခေါ်ရပါတော့တယ်အရှင်ဖေဟာမနက်ခင်းဝတ်ပြုဖို့အချိန်ရောက်ပါပြီဖေဟာထားတော်မူပါဦးမဟုတ်ရင်တခါမှတွေစွန်းလောင်းမဲ့အချိန်မမီမဆိုးလို့ပါဖေဟာဒါကဟာရုတ်တရက်ဘုံကနေပွင့်လာပါတယ်တစ်သားတခါရွယ်ရိုက်တန်တဲ့အတူကျောင်းထိုင်ရဲ့ဟိဟောက်တန်ဟာထွက်ပေါ်လာခဲ့ပါတယ်ဟဲ့ကောင်ဒီကျောင်းကဘသူကကျောင်းထိုင်လေမင်းလားငါလားဆရာတော်ပဲဖြစ်ရမှာပေါ့ဖေဟာအေးငါလည်းဒါကိုသိတာပေါ့ကျောင်းဆောင်ကကျောင်းဆောင်အလုပ်ပဲလုပ်ငါအလုပ်ကိုလာမရှုံးနဲ့တကားဟာဖွင့်လိုက်တုံးကလိုပဲအတန်ကျဲကြီးနဲ့ဘုံကနေပြန်ပိတ်သွားခဲ့ပါတယ်မောင်ဘောလည်းဒီအပြုတ်မိုးကိုကြည့်ပြီးစိတ်ပြက်စွာနဲ့ပဲခေါင်းခါမိပါတော့တယ်ဆရာတော်ကြီးကိုတကယ်ကိုသတိရလိုက်တာဆရာတော်ကြီးရဲ့ဝိညာဉ်သာတဏှာနေရာမှာရှိနေသေးရင်တပည့်တော်ကိုလမ်းပြတော်မူပါဖေဟာမောင်ဘောဟာသူ့စိတ်ထဲကနေပဲတိတ်တိတ်လေးတိုင်တယ်လိုက်မိပါတယ်ဒါပေမဲ့ကျောင်းနိုင်ဆရာတော်အစ်စ်ရဲ့အရေးအယောင်တွေဟာတဖြည်းဖြည်းပြောင်းလဲလာတဲ့အမျှရွာသူရွာသားတွေရဲ့တရားတရားရင်းရင်လာတာကိုလည်းသူရက်ကြည့်နေရင်ကလွဲပြီးဘာမှမတတ်နိုင်ခဲ့ပါဘူးအဲ့ဒီညမှာပဲမောင်ဘော့တယောက်မထင်မှတ်တာတွေကိုကြုံတွေ့ခဲ့ရပါတယ်သူအိမ်မပြောတပြောဖြစ်နေတော့ရုတ်တရက်သူ့ခန္ဓာကိုယ်ကိုတစုံတစ်ခုကဖိထားတယ်လို့ခံစားလိုက်ရပါတယ်သူဘလောက်ပဲရုံးကန်သူ့ခန္ဓာကိုယ်ကလုံးဝကိုလှုပ်လို့မရတော့ပါဘူးအသက်ရှူကျလိုက်တာတစီများလားမောင်ဘော့စိတ်ထဲကနေပဲအော်လိုက်မိပါတယ်ဒါပေမဲ့ခန္ဓာကိုယ်အတင်းလှုပ်ရှားဖို့ကြိုးစားပေမဲ့သူ့ရဲ့ခြေတွေလက်တွေဟာသူ့အမိန်ကိုနာခံမှုညှင်းဆန်နေပြီးခဏတာလုံးဝလှုပ်ရှားလို့မရတယ်လို့ဖြစ်သွားခဲ့ပါတယ်မောင်ဘော့ရဲ့စိတ်ထဲမှာတော့ဟုတ်ပြီငါဖျားစာတော့ရုပ်ရမယ်အဲ့လိုပြောပြီးနမောတတအစရှိတဲ့ရိုးရှင်းတဲ့ဖျားစာလေးကိုရွတ်လိုက်ပါတယ်ဒီလိုရိုးရှင်းတဲ့ဖျားရှိခိုးစာလေးရပဲမောင်ဘော့ကိုအံ့ဩပွေရာတတိပြန်လဲလာစေခဲ့ပြီးသူ့ရဲ့ခြေတွေလက်တွေဟာအင်အားတွေပြန်လဲရရှိလာခဲ့ပါတယ်ဒါနဲ့သူလဲသူ့ကိုယ်ပေါ်ကိုဘာကတကယ်ဖိနေတာလဲလို့သိရအောင်
မျက်လုံးဖွင့်ကြည့်လိုက်ပါတယ်ဟာမိညောင်ကြောင်းမလေးပါလားအိတ်ဆရာနေရာဘောင်းလုံးရှိရသားနဲ့ငါပေါ်လာအိတ်နေရလားသွားကြိုက်တဲ့နေရာသွားအိတ်မောင်ပေါ်လဲကြောင်းမလေးကိုမောင်းထုတ်ပြီးပြန်အိတ်ဖို့ကြိုးစားလိုက်ပါတယ်ဒါပေမဲ့ခဏကြာမှပဲဥပုပ်ဆောင်တွေကမိကွက်ကြီးတစ်လုံးပြုတ်ကျတဲ့ကြားလိုက်ရပြန်ပါတယ်မောင်ပေါ်လဲဘာသာလဲသိရအောင်ထားကြည့်ရပါတယ်မိညောင်လက်ချက်ပဲနေမှာပေါ့အဲ့လိုမရတာဘူးစော့နေတာပဲငိမ့်သက်နေတဲ့ဥပုပ်ဆောင်ထဲမှာတော့ဖျားစင်ဘောကဖျောင်းနိုင်မီးရောင်ကလည်းပတ်ဝန်းကျင်ကိုမှိန်ပြပြလေးမြင်ရအောင်ထွန်းလင်းပေးထားပါတယ်အရာအလုံးကပုံမှန်ပါပဲကျမ်းပြင်ပေါ်မှာတော့ပြုတ်ကျနေတဲ့ဖျားစင်းလူတော်တဆူကလွဲလို့ပေါ့မောင်ဘောကတပြင်းချပြီးဟာတကယ်စော့တဲ့ကြောင်ပဲမောင်ဘောလဲဖျားစင်းလူတော်ကိုပြန်တင်ဖို့ကောက်ယူလိုက်ပါတယ်ဒါပေမဲ့သူ့မျက်လုံးကရုတ်တရက်ဖျားစင်းလူတော်ရဲ့လေပင်နာကအင်္ဂလိပ်ကွာနေတဲ့အသားအနာတချို့ကိုတတိပြုတ်မိလိုက်ပါတယ်အဲ့ဒီအကွဲကြောင်အောက်မှာတော့ရွှေဝါရောင်တောက်ပနေတဲ့တထုတစ်ခုကဖျောင်းနဲ့မီးရောင်နဲ့ထိပြီးတွင်းထဲကနေအယောင်ပြန်ဟပ်နေပါတယ်မောင်ဘော့တစ်ယောက်မျက်လုံးကြီးပြူးကျဲသွားပါတယ်သူဘယ်တော့မှမထင်ထားခဲ့ပါဘူးဒီလိုရှေးဟောင်းအင်္ဂလိပ်ရုပ်ပွားတော်ဟာတကယ်ပဲရှေးလူကြီးတွေကအင်္ဂလိပ်တွေနဲ့ဖုံးအုပ်ထားခဲ့တဲ့ရွှေသားအစ်စ်ဖျားတဆူဖြစ်နေလိမ့်မယ်လို့ပေါ့အဲ့ဒီချိန်မှာပဲသူ့အနောက်မှာတစုံတစ်ယောက်ရှိနေတာကိုခံစားမိလို့မောင်ဘောကအမြန်လှည့်ကြည့်လိုက်ပါတယ်အရှင်ဖေရညာကြီးမင်းကြီးဘာထလုပ်တာလဲဖေရမင်းရောဖေရစင်းလူတော်ကိုကန်ပြီးဘာလုပ်နေတာလဲဩတပည့်တော်ရဲ့ကြောင်မလေးမိညောင်ကစော့လို့ဖေရစင်းလူတော်ပြုတ်ကျသွားတာပါဖေရတပည့်တော်လဲအနာကအခန်းမှာအိတ်နေတာဆိုတော့ထားကြည့်ပြလာပါကျောင်းနိုင်ဆရာတော်ဟာမောင်ဘောလက်ထဲကဖေရစင်းလူတော်ကိုလောဘလွှမ်းနေတဲ့မျက်လုံးတွေနဲ့တက်လက်လက်စိုက်ကြည့်နေခဲ့ပါတယ်ဒါပေမဲ့သူဘာမှမပြောပဲမဲပြုံးတစ်ချက်ပြုံးလိုက်ပြီးတိတ်ဆိတ်စွာပဲလက်ထွက်သွားခဲ့ပါတယ်မောင်ဘောလည်းကွဲအပ်နေတဲ့အင်္ဂလိပ်ကိုအလင်းအမြန်ပြန်ဆက်ပြီးဘာမှမဖြစ်ခဲ့တယ်လို့မျိုးဖျားစင်းလူတော်ကိုနေရာတကျပြန်ထားလိုက်ပါတယ်ပြီးတော့သူ့အခန်းစီကိုအမြန်ပြန်လာခဲ့လိုက်ပါတယ်ဥပုပ်ဆောင်ရဲ့တိုင်တိုင်ဓာတိုင်ရဲ့အမောင်ကြီးကျတဲ့နေရာမှာတော့ကျောင်းနိုင်ဆရာတော်ရဲ့အရေးတစ်ခုရက်ကြည့်နေခဲ့တာကိုတော့သူမသိလိုက်ပါဘူးနောက်တနေ့မနေ့နေအောင်ကြီးကတစ်ပင်ဖျားတွေကိုတောင်မထိုးဖောက်နိုင်သေးခင်မှာပဲအမြဲတမ်းအိယာထနောက်ကျနေတတ်တဲ့ကျောင်းနိုင်ဆရာတော်ကြီးဥကေတုဟာဥပုပ်ဆောင်အလယ်မှာထိုင်နေပါတယ်သူ့ဘေးမှာတော့တတရရဝှက်ဆင်ထားတဲ့ဖျားကုံတဲ့ဥပထုံးဆိုသူထိုင်နေပါတယ်သူတို့နှစ်ယောက်ရဲ့ရှေ့မှာတော့အဲ့ဒီရှေးဟောင်းအင်္ဂလိပ်ဖျားတဆူရှိနေပါတယ်ကျောင်းနိုင်ဆရာတော်ဥကေတုကဒီဖျားကတမန်ရုံးသူမဟုတ်ဘူးခမရတွေ့တယ်မလားဒါအစဲပြသိန်း200နဲ့ပင့်လှူသွားလို့ရတယ်ရတဲ့ငွေကိုကျောင်းပြန်ပြင်ဖို့သုံးပါပါကျောင်းနိုင်ဆရာတော်ဥကေတုကလေတံအေးအေးနဲ့ပြောလိုက်ပြင်မဲ့သူ့ရဲ့မျက်လုံးတွေကတော့လောဘဇောတွေအပြည့်တောက်လောင်နေပါတယ်ဘလောက်ပဲခက်ခဲပါစေမောင်ပေါ်ကတော့ဒါကိုလက်မခံပါဘူးမဖြစ်နိုင်ပါဘူးဖေရဒီစင်းလူတော်ကရှေးဟောင်းစင်းလူတော်တဆူပါဒါဟာကျောင်းပိုင်ပစ္စည်းပါအရှင်ဖေရရဲ့ကိုယ်ပိုင်ပစ္စည်းမဟုတ်လို့ကြိုက်တဲ့သူကိုရောင်းစားလို့မရပါဘူးဖေရဖေရကုံတဲ့ဥပါထုံးကတော့စိတ်အေးထားပါလူလေးရာငါမင်းအတွက်ပုံစံတူတဆူပြန်ရှာပေးပါမယ်ဒီလိုရှေးဟောင်းပုံစံတူမျိုးတွေဈေးထဲမှာအများကြီးရှိပါတယ်ဘုံကြီးကိုကျောင်းအတွက်အလူငွေရှာခွင့်ပြုလိုက်စမ်းပါဟိုမှာကြီးစမ်းဥပုပ်ဆောင်အမိုးတွေပေါက်နေပြီမိုးရွာတိုင်းရေခံကွက်တွေလိုက်ထားနေရတယ်ဒီပက်ဆန်နဲ့ပြင်လို့ရတယ်ဒါမှမဟုတ်ဥပုပ်ဆောင်အစ်စ်စောက်လို့ရတယ်ကွကျောင်းနိုင်ဆရာတော်ဥကေတုကတော့မန်ပါပါနဲ့မင်းဒါတွေဂယုစိုက်တယ်မလို့ပါဘူးကွမင်းကဒီကျောင်းရဲ့ကက်ပိယတက်တက်ပဲကျောင်းထိုင်ကိုလာပြီးအမေးပေးဝင်မရှိဘူးဘလောက်တောင်မိုင်းမဲမဲမသိဘူးသိန်း200တန်နဲ့ဖျားစင်းလူတော်ကိုဒီတိုင်းပြစ်ထားဖို့ရွေးချယ်တယ်ပေါ့ဒီစင်းလူတော်ကသူ့ဘာသာသူထပြီးကျောင်းမိုးကိုပြင်ပေးမယ်လို့မင်းထင်နေလားကွမောင်ဘောဟာအဲ့ဒီမထင်မဲ့ပြုတ်မှုတဲ့စကားတွေကိုဂယုမဆိုင်တော့ပါဘူးသူဟာစင်းလူတော်တွေပြန်ယူဖို့ရှေ့ကိုခြေလမ်းတွန်းဝင်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့ချက်ချင်းဆိုသလိုပဲအဲ့ဒီဖျားကုံတဲ့ဥပါတော်ကသူ့ခါကြတဲ့ကတန်းတက်ကိုအမြန်ဆွဲထုတ်လိုက်ပါတယ်ဟေးလူငယ်တော်တော့အရှင်ဖျားကပတ်စံလဲယူပြီးသွားပြီမင်းအမှုမရှာတာပိုကောင်းလိမ့်မယ်နော်မောင်ဘောကခြေလမ်းတွေရက်တန့်သွားပါတယ်သူ့ရှိကတနက်ပြောင်းသွားကိုတည်ငြိမ်တဲ့မျက်လုံးတွေနဲ့စိုက်ကြည့်နေလိုက်ပါတယ်တေချင်းတရားဟာသူကြောက်ရွံ့တဲ့အရာတစ်ခုတော့မဟုတ်တော့ပါဘူးကြောင်းတိုင်းမှာနေတိုင်းလာတဲ့သူ့ဘဝတစ်လျှောက်လုံးတတ်မှတ်ခန္ဓာကိုယ်တွေကိုအကြိမ်ကြိမ်မြင်တွေ့ရပြီးမိတကြိုပေးခဲ့ရတာတွေကသူ့ကိုထုံကျင်သွားစေခဲ့ပြီးဖြစ်ပါတယ်ဒါပေမဲ့သူလက်မခံနိုင်တာကလောဘရဲ့လက်ထဲမှာတရားမျှတမှုဆုံးရှုံးသွားမှာ  ው ပါပဲသူ့နှလုံးသားကကောင်းမြတ်တဲ့တရားကိုကာဝယ်ရင်းတ
တေရတာကပူကောင်းတယ်မဟုတ်ဘူးလားကျွန်တော်မကြောက်ပါဘူးခမရလူသက်မှုကျူးလွန်ခြင်းနဲ့ဆိုရင်ပြစ်လိုက်လေဖះကုံတဲ့ဥပါထုံးကတော့ဒေါသဓာတ်ကြီးနဲ့စကားကတော့တော်တော်တက်တာပဲဒီเจ้าကကပ်ပြရဆုံးလေးမင်းကိုဘသူကလူလို့တတ်မှတ်နေလို့လဲသိလိုက်စမ်းကွာဥပါထုံးကစိတ်မရှိတော့ပဲတနက်မောင်းခလုတ်ကိုဖြုတ်လိုက်ပါတယ်တနက်တန်ဟာကြောင်းတဲ့တစ်ခုလုံးဟိမ့်ပြီးထွက်သွားပါတယ်ဒါပေမဲ့မောင်ပြရှိကိုပြန်ဝဲလာတဲ့ကြည်တန်ဟာတစုံတရာမမြင်ရတဲ့စွမ်းအားတစ်ခုကတွန်းထုတ်လိုက်တယ်လို့လမ်းကြောင်းလွဲသွားပြီးအနားကရက်နေတဲ့ကျောင်းနိုင်စီကတော့ဥကေတုကိုတွားမှန်ခဲ့ပါတယ်မောင်ဘောကတော့အတန်ကျေကြီးနဲ့အရှင်ဖေဟာဥကေတုတုံခါသွားပြီးသင်္ကန်းတော်ကနေသွေးတွေစိတ်ထွက်လာခဲ့ပါတယ်သူကျမ်းမြေမော်ကိုညှင်းသားသွားလဲကျသွားရင်ရီးတန်တက်တက်ထွက်ပေါ်လာခဲ့ပါတယ်ဖះကုံတဲ့ဥပါထုံးကတော့ထိတ်လန့်စွာနဲ့ဟာရှင်ဖေဟာတပည့်တော်တမင်လောက်တာမဟုတ်ဘူးနော်ခြေတန်းကသူ့ဘာသာသူလမ်းလွဲသွားတာဥပါထုံးတယောက်ထိတ်လန့်တုံ့ထုတ်သွားပြီးဘာလို့မှမသိဘူးဖြစ်သွားကတနက်ကိုအမြန်ပစ်ချလိုက်ပါတယ်အဲ့ဒီအခိုက်အတန့်မှာပဲတတိလက်ခါနီးဖြစ်နေတဲ့ကျောင်းနိုင်ဆရာတော်ဥကေတုဟာကျမ်းမြေမော်ကတနက်ကိုကောက်ယူလိုက်ပြီးဥပါထုံးစီကိုချိန်ရွယ်ကပြစ်ခတ်လိုက်ပါတော့တယ်ကြည်စံဟာဥပါထုံးရဲ့ဝမ်းပိုက်အောက်ပိုင်းကိုတက်တက်ဖောက်ဝင်သွားခဲ့ပါတယ်သူဟာဘလောက်ပဲတကူကြီးတဲ့အဆောင်လက်ဖွဲ့တွေဝှက်ဆင်ထားပါစေဒီတင်မင်းတမန်ကြည်စံစီကနေတော့မလွတ်မြောက်နိုင်ခဲ့ပါဘူးဒီနေ့အဖြစ်အပျက်တွေဖြစ်ပြီးနောက်ကျောင်းတိုက်ဟာတိတ်ဆိတ်ငြိမ်သက်ခြင်းရှိကိုပြန်လည်ရောက်ရှိသွားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီတိတ်ဆိတ်ငြိမ်သက်မှုကတမျိုးတမီ၆ကပ်နေခဲ့ပါတယ်ဘယ်ဖုန်းကြီးမှဒီကျောင်းမှာကြာကြာသတင်းလုံးလို့မရခဲ့ပါဘူးအထူးသဖြင့်လက်ပြီးကျော်ညရီဆိုရင်လူတွေဟာဥပုပ်ဆောင်ပေးမှာမတ်တရက်စောင့်နေတဲ့အိမ်မိန်နှစ်ခုကိုမကြာခဏတွေ့ရတယ်လို့ပြောကြပါတယ်တို့ကလည်းသူတို့ရဲ့ကြေကွဲပွဲဝေဒနာကိုထင်ဟပ်နေတဲ့စူးရှတဲ့အော်ဒန်တွေကိုကြားရတတ်တယ်လို့ပြောကြပါတယ်အဲ့ဒီလိုနဲ့တနေ့မှာတော့ဒူတင်ဆောင်ရဟန်းတစ်ပါးဟာရွာထဲကိုကြွားရောက်လာခဲ့ပါတယ်တရားတရားမကုံခန်းသေးတဲ့ရွာသားတွေကအဲ့ဒီဆရာတော်ကိုဒီเจ้าမှသတင်းသုံးဖို့ပြင်ဖိတ်ခဲ့ကြပြီးဆရာတော်ကလည်းတင်ငိမ်နဲ့အပြုံးနဲ့ပဲလက်ခံတော်မူခဲ့ပါတယ်အဲ့ဒီချိန်ကစလို့အဲ့ဒီအိမ်မိန်နှစ်ခုဟာဘယ်တော့မှပြန်ပေါ်မလာတော့ပါဘူးညဘက်ကြားနေကြညီညွတ်တန်တွေကလည်းအရာအလုံးတိတ်ဆိတ်သွားတယ်လို့ပြောက်ွယ်သွားခဲ့ပါတယ်ဒါပေမဲ့မောင်ဘောကတော့တိနေခဲ့ပါတယ်အဲ့ဒီဝင်းညင်နှလောင်းဟာဘဲမှပြောက်ွယ်သွားတာမဟုတ်ဘူးဆိုတာကိုပေါ့တကူအဲ့ဒီဘာနဲ့ပြည့်စုံတဲ့ဆရာတော်ကသူတို့ကိုအမြဲတမ်းအများတန်းပေးဝင်နေတာကြောင့်သူတို့ရဲ့ဝေဒနာကိုခဏတာတက်တာခွင့်ရနေကြတာဖြစ်ပါတယ်အကယ်၍ဒီကုသိုလ်အဖို့ဘာကတွေကုံဆုံးသွားတဲ့အခါဗုဒ္ဓသာသနာအပေါ်ပြုမှုခဲ့တဲ့သူတို့ရဲ့ကြီးလေးတဲ့ကံကြမ္မာဆိုးဟာသာဝရကာလပတ်လုံးအကျိုးပြန်ပေးဖို့ပြန်ရောက်လာအောင်မှာပဲဖြစ်ပါတယ်ဒီဇလန်လေးကိုချက်နေတဲ့ဆိုရင် like share ကို comment လေးတွေပေးခဲ့ဖို့မမေ့ပါနဲ့ဦးခင်ဗျကျွန်တော်တို့ရဲ့ channel လေးကိုလည်း subscribe လုပ်ထားပြီးနောက်ထပ်တင်ဆက်မဲ့ဇလန်လေးကိုလည်းစောင့်မျှော်အားပေးကြည့်ရှုကြပါဦးခင်ဗျာအဆုံးထိနားသင်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ